မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့အသိလိမ္မာဉာဏ်ပညာအစီအစဉ်မှာဆိုရင်တော့ရွှေတကုံစီတီတော်နိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူးဖြစ်သူဆရာဦးဆန်းလေးစိန်မြောင်းနဲ့တွိဆုံမိမြန်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ဆရာမင်္ဂလာပါရှင်။ ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ပါဆရာအသိလိမ္မာဉာဏ်ပညာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရဆရာဟုတ်ဆရာနောက်ဆုံးမှာတင်ဆက်ပေးသွားခဲ့တာဆိုရင်တတိပဋ္ဌာန်တရားနဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်ဆရာဒီတစ်ပတ်မှာရောဘယ်လိုခေါင်းစဉ်လေးနဲ့ဆွေးနွေးတင်ဆက်ပေးသွားမလဲဆိုတာပရိသတ်တွေအားလုံးလည်းသိချင်နေကြလိမ့်မယ်လို့ထင်ပါတယ်ဆရာပြောပြပါအောင်ရှင်တတိပဋ္ဌာန်ဒေသနာကိုဆွေးနွေးပြီးတဲ့နောက်မှာပေါ့နော်ဒီတစ်ပတ်ခေါင်းစဉ်အသစ်နဲ့ဆွေးနွေးမှာပေါ့အဲ့တော့ကျွန်တော်စဉ်းစားရတာတော့ပရိကြီးဒေသနာတော့ပေါ့ဒီခေါင်းစဉ်လေးကိုစဉ်းစားရတယ်အဲ့တော့ပရိကြီးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာလူကြီးလူငယ်လူရွယ်လူလက်အလုံးသိတဲ့အရာတွေပါတယ်လေ။ဘာတော့ဒီအသိလိမ္မာဉာဏ်ပညာအစီအစဉ်ခန္ဓာမှာဒါလေးကိုရွေးချယ်ထားတယ်ပေါ့။အဲ့တော့ပေကြီးဒေသနာတော်ကိုဆွေးနွေးတဲ့အခါမှာပေကြီး17သုတ်ဆိုအလုံးသိပါတယ်နော်။အဲ့တော့အစဉ်တိုင်းပြောသွားမှာပေါ့ဆွေးနွေးသွားမှာပေါ့။ဒါပေမဲ့ဒီတစ်ပတ်မှာတော့ပေကြီးဒေသနာတော်ကိုမစခင်ပေကြီးနဲ့ပတ်သက်တဲ့ဏိဒန်းပေါ့နော်။ဏိဒန်းအချီစကားကိုနည်းငယ်ပြောလိုပါတယ်။အဲ့တော့ပေကြီးနဲ့ပတ်သက်ပြီးတော့ပထမဆုံးပြောလိုတာကပေကြီးဟာတစ်ချိန်ကကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာပေါ့နော်ကျောင်းသုံးစာပေဖြစ်ခဲ့ဘူးတယ်ဒါအခိုင်အခံဖြစ်ခဲ့ဘူးတယ်အဲ့တော့ကျောင်းသုံးစာပေဆိုတော့ဗုဒ္ဓဘာသာလူငယ်လေးတွေကျောင်းတက်ရပြီဆိုတဲ့ဟိုက PhD ကိုသင်ရတယ်ပေါ့သင်ရတော့ကျောင်းမှတင်သင်ရတာလားဆိုတော့မဟုတ်ဘူးအဲ့ဒီတော့ကျောင်းကအပြန်အိမ်ကိုအပါယူပြီးတော့တဘွားလုံးအတွက်ပေါ့လက်ဆွဲစာပေဖြစ်နေတနည်းအားဖြင့်လူလူစာပေတစ်ခုဖြစ်ခဲ့တယ်အခိုင်အခံဖြစ်ခဲ့တဲ့ခေတ်တစ်ခုရှိခဲ့တယ်အခုခေတ်ချိန်မှာတော့ PhD ကလူကြီးတွေဖယ်ထားလိုက်ပေါ့ဗျာလူငယ်လူရွယ်လူလက်အားလုံးဟာလူကြီးတွေကတော့ဟိုတုန်းကသင်ဘူးနေသင်ဘူးမှာအဲလူကြီးလူဖယ်ထားပြီးတော့လူငယ်လူရွယ်လူလက်အားလုံးဟာပေကြီးဟာကောင်းသောစာပေဖြစ်တယ်ဆိုတော့လက်ကြံသည့်နဲ့အဝေးပေါင်းပေါင်းနေတာပဲရှိတယ်။ဒါကိုဘာကြောင့်ပြောရလဲလို့ဆိုတော့ပေကြီးကိုအခုမေးကြည့်လိုက်တယ်လူငယ်လူရွယ်လူလက်ပိုင်းထိပေါ့ပါဠိမရအောင်အနက်ဒိဗ္ဗေကိုမသိဘူး။ပေကြီးရဲ့တန်ဖိုးကိုဟုတ်တိပတ္တိနားမလဲဘူးပေါ့ဗျာ။ဒါကြောင့်လက်ကြံသည့်နဲ့အဝေးပေါင်းပေါင်းနေတာတော့ပဲရှိတယ်။ဒါကြောင့်ဒီတော့ကတတိပဋ္ဌာန်တရားတွေကိုဆွေးနွေးပြီးတဲ့နောက်မှာဘဝကောင်းစားရေးရောဘဝလွတ်မြောက်ရေးဘဝထောက်ပံ့ဖြစ်တဲ့ပေကြီးကိုကျွန်တော်ပြန်ဖော်ခြင်းတယ်ပေါ့နော်သိစေခြင်းတယ်အသိလိမ္မာတွေတိုးပွားပြီးဉာဏ်ပညာတွေမြင်မာစေခြင်းတယ်ပေကြီးကလူလူစာပေဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့လောကီရေးရောလောကုတ္တရာရေးရောမှာအကျုံးဝင်တယ်ဒါနောက်တော့သိလာပါလိမ့်မယ်ဆွေးနွေးတဲ့အခါအဲ့တော့ပေကြီးရဲ့တန်ဖိုးကိုတကယ်သိသွားရင်ပေကြီးကိုပြည့်ရနိုင်တဲ့ပုဂ္ဂိုလ်ဘူးမှရှိမှာမဟုတ်ဘူးနောက်ပြီးတော့မိမိတို့အရင်ကဖာတိဘာသာနေခဲ့တဲ့ဘဝကိုလည်းပဲပြန်ပြီးတော့ဟိုတန်ဝေကဖြစ်မှာပေါ့နော်ဒါကြောင့်ဒီခေါင်းစဉ်လေးကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်ဒါဏိဒန်းစကားပေါ့နော်ဒါတွေကိုဘာကြောင့်ဒီလိုပြောရလဲလို့ဆိုတော့ဥပမာလေးတစ်ခုပြောမယ်ပေကြီးမှာကျွန်တော်တို့မေတ္တာသုံးမှာရှိတယ်သကောဥစုဇာသူဟုစုဇာဆိုအတိပ္ပယ်ကဘာလဲဆိုတော့ကျွန်တော်တို့လူသားတွေအားလုံးဂျိုးဖြောင်းကြစမ်းပါဖြောင်းမှတ်ကြစမ်းပါလို့တိုက်တွန်းထားတာပဲဖြစ်တယ်အဲ့တော့ဥစုဆိုတာရိုးဖြောင်းတယ်ဖြောင်းမှတ်တယ်ကိုပြောတယ်တနည်းပြောရင်တော့ကာယကံနဲ့ဝစီကံတစ်ဖြောင်းနဲ့ကြတာကိုဥစုကုံလို့ခေါ်တယ်လူတစ်ယောက်ဟာပြောသလိုပြုလုပ်တယ်ပေါ့ဗျာနော်ပြုလုပ်နိုင်တဲ့လောက်ပဲပြောတယ်ဒါအမြဲတမ်းဖြောက်မှတ်တဲ့ဟာပေါ့မြတ်စွာဘုရားရှင်တရားနဲ့ပြောရင်တော့ယထာဝါဒီတထာကာရီပေါ့ယထာကျင်ခဲ့တော့ဝါဒီပြောဆိုတယ်တထာထိုပြောဆိုခဲ့တဲ့အတိုင်းကာရီပြုလုပ်တယ်ဒါကာယကံနဲ့ဝစီကံဖြောက်တာကိုတဖြောင်နဲ့ကြတာကိုဥစုကုံလို့ခေါ်တယ်တခါနောက်တစ်ခုကသူဟုစုဆိုကာယကံဝစီကံမနောကံတဖြောင်နဲ့ကြတာ तू ကပို့ပြီးတော့မြင့်မြတ်သွားတယ်ပထမတော့ကာယကံနဲ့ဝစီကံဆိုတာကိုပြောသလိုပေါ့တာဝန်ယူမှုတာဝန်ခံမှုပေါ့ပြောသလိုလုပ်တာပေါ့နော်ဒါပေမဲ့လို့စိတ်ကပါခြင်းမပါတာရှိတယ်တချို့ဟာတွေကပြောပြီးသားဖြစ်နေလို့ရအောင်လုပ်ပေးတာတို့ဘာလို့ပေါ့နော်ကာယကံဝစီကံမနောကံတစ်ဖြောင်နဲ့ကြတာကိုသူဟုစုလို့ခေါ်တယ်အဲ့တော့ဘဝဒိဗ္ဗေနဲ့ဘဝတန်ဖိုးကိုနားလည်တဲ့လူတိုင်းဟာဒီမာယာတထေရတွေနဲ့ရောနှောပြီးတော့ပြုမှုပြောဆိုကျင့်ကြံတဲ့မှုတွေကိုဒါအဆက်ဆုပ်ပြီးဆက်ဆုပ်ပြီးတော့ဂတိတည်ကြည်ပြီးတော့ရိုးသားဖြောင့်မတ်မှုကိုအားလုံးကတန်ဖိုးထားကြတယ်လူတိုင်ဝိုင်းရအဲ့တော့ဒီအတွက်ကိုတဖွာဖွာသင်ပေးနေတာရိုးဖို့အတွက်တဖွာဖွာသင်ပေးနေတာပေကြီးရပဲဆိုတာနောက်တွေ့လာတယ်ပေါ့နော်လောကမှာရနိုင်ဖို့အခက်အခဲဆုံးကုန်တာပါလဲဆိုရိုးသားမှုပဲเนาะဒါကိုကျွန်တော်တို့တွေရှာဖွေတွေ့ရှိအောင်ပေကြီးကောင်းစဉ်ကိုကျွန်တော်ဆွေးနွေးရခြင်းဖြစ်တယ်ဒီချက်မကနည်းနည်းညံဆန့်ရင်ပဋ္ဌာန်းညံနဲ့ကြည့်လိုက်ကြည့်လောကမှာတဦးတယောက်တည်းတစုံတဦးတည်းနဲ့ထိထိကျကျနေနိုင်တဲ့အရာတွေတခုမှမရှိဘူးအလုံးကပါလဲဆိုအထောက်ပံ့နဲ့အကြောင်းကျိုးနဲ့ဆက်ဆက်နေရတယ်ဒါကိုဘာသာရေးမြင်နဲ့ပြောရင်တော့အကြောင်းကျိုးကွင်းဆက်အမြင်လို့ပြောတာပေါ့ဆိုလိုတာကလောကုတ္တရာရေးလို့ဘလောက်ပဲကြွေးကြော်လောကုတ္တရာရေးသည်လောကီရေးနဲ့ဆက်ဆက်နေလောကီရေးသည်ဘာသာရေးနဲ့ဆက်ဆက်နေဘာသာရေးသည်ဘာနဲ့ဆက်ဆက်နေဇာယဝရေးနေရေးလူမှုရေးကျမ်းမာရေးအစရှိတဲ့ယဉ်ကျေးမှုကြောတော်နောက်ခံအစားအကုန်လုံးဆက်ဆက်နေတာပေါ့ပ
ပြောချင်တာကတော့အခုလိုနိုင်ငံထူထောင်တဲ့ကာလပေါ့နိုင်ငံပြုပြင်ရေးကာလမှာအမတန်မှရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တွေပေါ်ထွန်းလာဖို့အတွက်အမတန်အရေးကြီးတယ်အဲ့ဒီအတွက်လည်းဘာသာရေးစာပေသမားတွေဘာသာရေးဆရာတွေကလည်းအထောက်ပံ့ကောင်းတွေပေးဖို့လိုအပ်တယ်လို့ထင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့နိုင်ငံထူထောင်ရေးကာလပြုပြင်ရေးကာလမှာရိုးသားတဲ့ပုဂ္ဂိုလ်တွေဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တွေခေါင်းဆောင်လုပ်နိုင်မှသာဥဆောင်ဥရွက်ပြုနိုင်မှသာဥမတ်တောက်ရေးအတွက်စိတ်အေးကြရမှာဖြစ်တယ်လို့ပြောချင်တာ။ဒါကြောင့်ရှေ့တုန်းကစနစ်တကျတစ်ချိန်ကပြည်ကြီးဟာကျောင်းသုံးစာပေဖြစ်ခဲ့တယ်ဆိုတာမသိတဲ့ပုဂ္ဂိုလ်မရှိဘူး။ကြီးလိုက်နောက်ဆုံးဘယင်လုပ်တဲ့လူအထိပေါ့ဗျာအကုန်လုံးကပြည်ကြီးနဲ့အကျွမ်းတဝင်ရှိကြတော့ပေါ့။အဲ့တော့ကျွန်တော်တို့ကျောင်းစာအပ်ပြီဆိုရင်ဘာသင်ရလဲဆိုဒါအနည်းငယ်လေးပြန်ပြောပြတာပါကျောင်းသုံးစာပေဖြစ်တယ်ဆိုတာပထမဦးဆုံးဘာသင်ရလဲသင်ပုံကြီး၃ခေါက်ကုန်တက်ရတယ်ပြီးတော့မင်္ဂလာတုတ်ရက်ကျက်ရတယ်ရက်တွက်ရတယ်ပေါ့နော်အဲ့ဒါပြီးရင်ဘာလဲဆိုအတွင်းအောင်ခြင်း၈ပါးအပြင်အောင်ခြင်း၈ပါးဒါတွေသင်ရတယ်ယတနာရွှေကြိုက်တို့နော်ဒါမိတော့မှီကြမှမှာပေါ့နော်အဲ့ဒါတွေသင်ရတယ်အဲ့ဒါပြီးရင်ဘာလာလဲဆိုတော့ဟိုပါပေါ့မင်္ဂလာတုတ်နောက်ပြီးတော့သင်္ကာလောဝါဒတုတ်ဒါတွေကဘဝကိုအခြေခံအစပြုပြင်ပေးလိုက်တာနောက်ပေကြီးအဲ့တော့ဆိုလိုတာကလောကမှာရှိတဲ့လူသားတိုင်းကမဖို့နိဗ္ဗာန်ရဖို့ကြီးပဲဥတည်နေတာမဟုတ်ဘူးလက်ဖို့နိဗ္ဗာန်ကိုလိုချင်တဲ့လူရှိသလိုမလိုချင်တဲ့လူလည်းရှိတယ်လိုချင်တဲ့လူရှိပြန်တော့လည်းပဲအဲ့ဒီပုဂ္ဂိုလ်တွေဟာကမ္မန္တရေတို့ကိလေသာန္တရေတို့ဝိပါကန္တရေတို့အရိယုပဝါဒန္တရေတို့အာနာဝိတိတ်ကမ္မန္တရေတို့မတ္တဖို့ဓာတ်တွေနဲ့မမျော်လင့်မဲ့ဆုံရတဲ့ခါမှာလည်းမရကြရှာအဲ့တော့သူတို့တွေဘာမှနေရမလဲဆိုလောကီထဲမှာနေရဒါကိုမြတ်စွာဘုရားရှင်ကမြင်တယ်မြင်တဲ့အခါကျတော့မဖို့နိဗ္ဗာန်မလိုချင်သေးတဲ့ပုဂ္ဂိုလ်တွေလိုချင်ပါတော့လည်းပဲအကြောင်းကြောင့်ခက်ခဲရှိနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေလောကီရေးမှာအနဝဇ္ဇအပြစ်လည်းကင်းစွာနေနိုင်ပါစေဒုက္ခဝိပါကချမ်းသာသာနဲ့နေနိုင်ပါစေဆိုပြီးတော့ဒါသင်္ကာလောဝါဒသုတ်တို့ပါလို့ပြည်ကြီးတို့ဆိုတာလေသင်္ကာလောဝါဒသုတ်ဆိုတာအမိဝအဖဝသာသမီဝဆရာဝတပည့်ဝသူကျင့်ဝတ်နဲ့သူနေရင်အမတန်ချမ်းသာတယ်လောကနော်အေးချမ်းတယ်ကျင့်ဝတ်နဲ့မနေနိုင်လောကကြီးကပူလောင်တယ်၆သွေးတယ်ပေါ့ဗျာလူနဲ့လူပတ်ဝန်းကျင်ဟာချိန်ပြီးအောင်သလိုဟာလားဖွဲမိလောင်သလိုတော်မိလောင်သလိုခံစားအဲ့ဒါသင်္ကာလောဝါဒကညွန်ပြထားတာပဲပေကြီးကလည်းထုံနည်းတူစွာပဲပရိစ္ဆိုတာအယံတားလို့အဓိပ္ပာယ်ရတယ်အဆောင်လျှောက်လို့အဓိပ္ပာယ်ရတယ်လူမှာအယံတားအဆောင်လျှောက်တွေလိုတယ်ကျွန်တော်တို့သိမှာပေါ့သင်္ပတ်အန္တရာယ်တွေကိုကာကွယ်ဖို့အတွက်လူတွေကတချို့သင်ထားကြရတယ်ကိုယ်ကံပညာဆိုတာဒါပါလဲဆိုမိမိမထိခိုက်အောင်မိမိကိုလွှမ်းမိုးမှုမပြုနိုင်အောင်ပေါ့နော်မလို့ဓမ္မပုဂ္ဂိုလ်တွေကိုယ်ကံပညာပေါ့ဒီလိုပဲစစ်ထွက်တိုက်တဲ့ပုဂ္ဂိုလ်တွေစစ်သူကြီးတွေစစ်သားတွေဟိုလုံးနေရပေါ့ရန်သူရဲ့လေးပြန်မြတန်တွေကိုလွယ်တကူမခံရအောင်ဘာဝတ်ထား6ဝတ်တစားဆိုတာရှိတယ်စစ်ထွက်ရင်အဲ့ဒါဝတ်ရတယ်အခုခင်းတဲ့ရှင်နဲ့ပြောရင်တော့ကြည်ကာပေါ့ဗျာအခုနောက်ပိုင်းတော့ဒါဘာပဲဖြစ်ဖြစ်ပါဥပမာပြောပြတယ်ထိုနည်းတူစားပဲပရိကြီးမှာလူဟာအတိတ်ကံရှိတယ်ပြစ္ဆုတ်ပံကံရှိတယ်အတိတ်ကံဘယ်လောက်ထောက်ပံ့ပြစ္ဆုတ်ပံအနေထားချို့ရင်းသွားရင်ဝိပဿတိခေတ်တွေဖြစ်ရင်ဘေးအန္တရာယ်တွေရှိတယ်မမြင်ရတဲ့ဘေးအန္တရာယ်ပေါ့နော်မြင်ရတဲ့ဘေးအန္တရာယ်ကကာကွယ်လို့ရတယ်မမြင်ရတဲ့ဘေးအန္တရာယ်ကအမတန်ဆိုးပါတယ်အဲ့တော့လောကမှာဥပမာပြောရင်ဟိုပါပေါ့ကျွန်တော်တို့မသိနိုင်တဲ့မမြင်နိုင်တဲ့ဓာတ်သဘောတွေကောင်းကင်မှာတိုက်ခိုက်ကြထိတွေ့ကြတယ်ဘာဖြစ်လဲမိုးချင်းတန်တွေဖြစ်လာတယ်ရှက်စီးလက်ရောင်ဖြစ်လာတယ်ဒါတွေတွေ့မြင်ရထိုနည်းတူကြပဲပရိကြီးနဲ့လူနဲ့ပေါင်းလိုက်တဲ့ကမှာအစွမ်းတတ္တိတွေထွက်လာတယ်အဲ့ဒါဘယ်သူမှမသိဘူးပရိကစွမ်းလာလားလူကစွမ်းလာလားနောက်တော့ပေါ်လာလိမ့်မယ်ပေါ့နော်အကာအကွယ်အဆောင်ရှောက်အရန်တားကိုပြောတာပါအဲ့တော့ပရိကြီးနဲ့ပတ်သက်ရင်မြတ်စွာဘုရားရှင်ရှိစဉ်ကာလခေတ်ကာလတဲ့ဟူကပရိတွေကိုရွတ်ကြတယ်နာကြကြဒီဘက်ခေတ်ကိုစုံဆင်းလာတဲ့ပကံခေတ်ရောက်လာတယ်ပေါ့မြန်မာပြည်ပကံခေတ်ကလူတွေဘာဖြစ်လဲပရိရွတ်ကြတယ်ပရိနာကြတယ်ဒီနေ့သိပ္ပံခေတ်မှာလွတ်လို့မရသေးဘူးနော်ဇာတော်သမတော်တွေကစဘယ်ကောင်းမှုတစ်ခုပြုပြီဆိုဘာလို့လဲပရိရွတ်ကြတယ်ပရိနာကြတယ်အဲ့တော့ပရိစီမီဖောင်တော်ကြီးဟာစုံဆင်းလာတာဘုရားရှင်လက်ထက်ကနေအိန္ဒိယကနေမြန်မာပြည်ပကံပေါ့ဗျာပညာအင်းဝကုန်းပေါင်းတောင်ငူညောင်ရမ်းခေတ်ဆက်ဆက်ပေါ့နော်ပရိစီမီဖောင်တော်ကြီးစီလာအခုမြန်မာပြည်ကိုစိုက်တယ်ပေါ့ဗျာအေယာဝတီစိုက်တယ်ပေါ့ဥပမာပြောတာပါဖောင်နဲ့ပြောလို့အဲ့ဒီအေယာဝတီကနေကျွန်တော်တို့ကဘာလုပ်ရမလဲထင်းထင်းဆောက်ရှောက်ရမယ်နောင်လာနောင်သားတွေကိုနော်ဒီကောင်းမြတ်တဲ့အစဉ်လာပေါ့အေယာဝတီရန်စီဘောဂကင်္ဂါစုရတူမြောင်ပဏာမတူမြောင်စက်နိုင်သမျှဒီဗုဒ္ဓဘာသာပြန်ပွားရေးအတွက်ယနေ့ရှိနေတဲ့မြန်မာလူမျိုးဗုဒ္ဓဘာသာတွေမှာတာဝန်ရှိတယ်ပေါ့ဒါကိုဆောင်ရွက်နိုင်ကြရမှာပေါ့အဲ့တော့ကောင်းပြီဒါဖြင့်ဒီလိုဆောင်ရွက်တဲ့အခါမှာပရိတ်ကမြတ်စွာဘုရားရှင်ဟောထားတဲ့တရားတော်ဖြစ်တယ်လှုပ်တဲ့ကင်တဲ့အခါမှာအမတန်မှအရေးကြီးတယ်စီကံစနစ်ကြဖို့လိုတယ်အဲ့တော့စီစနစ်အပြင်ပြောရင်ဒါပရိကြီးမပြောခင်မှာဏိဒံပိုင်းလေးပေါ့နော်အပိုင်း၃ပိုင်းရှိတယ်ပရိတ်တော်အပိုင်းရှိတယ်ရွတ်ဆိုသူအပိုင်းရှိတယ်နာယူသူအပိုင်းရှိတယ်ပေါ့နော်အဲ့ဒီ၃ပိုင်းမှာနံပါတ်1ပရိတ်တော်အပိုင်းကကျွန်တော်တို့ပြောစရာဆိုစရာမလိုဘူးထိစရာတွေးစရာလည်းမလိုဘူးပေါ့နော်တို့စရာထိစရာလည်းမလိုဘာကြောင့်လဲပြည့်စုံ
ဘုရားဟောထားတဲ့တရားတော်ပြည့်စုံတယ်ကေဝလပရိပုံနာဆိုတာပြင်စရာဖြစ်စရာထုတ်စရာနှုတ်စရာမရှိဘူးပရိသုဒ္ဓဆိုတာကထက်ဝန်းကျင်တိုင်အောင်ရှင်းကျဲတယ်ဒီတရားကြီးအဲ့တော့ဒီတစ်ပိုင်းကိုထားလိုက်ရွတ်ဆိုသူပိုင်းမှာတော့ပြောစရာရှိတယ်ဘုန်းကြီးပဲရွတ်ရွတ်ရှင်ပဲရွတ်ရွတ်နော်ယဟန်ပဲရွတ်ရွတ်သီလရှင်ပဲရွတ်ရွတ်လူဝတ်ကြောင်ပဲရွတ်ရွတ်စိစနစ်ရှိဖို့လို့လားအဲ့ဒီစိစနစ်မှာအပိုင်း၃ပိုင်းရှိတယ်ကာယပိုင်းဝစီပိုင်းမနပိုင်းပေါ့နော်၃ပိုင်းကာယပိုင်းမှာဓမ္မ၁ချက်ပရိကြီးဒီဘုရားဟောဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရွတ်မယ်ဆိုရင်ဘာလုပ်အောင်သာဓုကံကောင်းမွန်စွာတက္ကိစ္စံရိုးသေးစွာမနတိကရောထနှလုံးသွင်းပြီးတော့ရိုးရိုးသေးသေးလေးလေးစားစားနဲ့တက္ကိစ္စကာရဝနဲ့ယူရမယ်ဖြစ်သလိုမယူအောင်ဒီအကျိုးကိုလိုချင်ပေါ့ကာယကံပိုင်းမှာဝစီကံပိုင်းမှာဘာလုပ်ရမလဲဆိုတော့အတန်ထွက်ရမယ်အတန်ထွက်ယူရမယ်အတန်ထွက်ယူတယ်ဆိုတာအ ਨੇ ဆုံးစစ်မိမိနားနေမိမိရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနာကြားနိုင်တော့တဲ့ဒီကိုအတန်ထွက်ရဘေးကစိတ်ထဲကယူရမယ်ဟာမဟုတ်ဘူးဘာဝနာတရားမဟုတ်ဘူးစိတ်လို့မဟုတ်ဘူးเนาะအဲ့တော့ဒါဝစီကံပိုင်းမှာနောက်ကာယကံပိုင်းမနောကံပိုင်းမှာကြည့်ရင်နံပါတ်1အဲ့ဒီပရိယောဘောကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာယုံယုံကြည်ကြည်ရှိရမယ်ယုံကြည်မှုပြည့်ဝရှိရမယ်เนาะနောက်တစ်ခါဘာလဲဆိုရင်မိမိရွတ်ဆိုတဲ့ပရိယောရဲ့အဓိပ္ပာယ်သိရမယ်ကိုပြောနေတဲ့စကားကိုမသိရင်တော့ဒါအကျိုးဖြစ်တော့မှာမဟုတ်ဘူးเนาะယန္တသန္နပဒံအပိသမင်းစတိတိကျကျသိရမယ်ယန္တသန္နပဒံအပိသမင်းစလုပ်လို့မရအောင်ဒါကမနောကံနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်ကိုသိရနံပါတ်3ကလက်လာပါမျှော်ကိုမှုမရှိအောင်လောကမှာသချင်းဆိုပြီးတော့ငွေယူတဲ့အဆိုသမားတွေရှိတယ်ပရိတ်ရွတ်ပြီးငွေယူတဲ့လူမျိုးမရဘူးပရိတ်ရွတ်ပြီးလက်လာပါလူလိုချင်ဟာမျိုးမရဘူးအစွမ်းမရှိဘူးเนาะအဲ့လိုဟာမျိုးနောက်ဆုံးတစ်ခုကတော့အဲ့ဒီမိမိတို့ရွတ်ဆိုမဲ့ပရိတ်တော်ကိုစေတနာမေတ္တာကရုဏာတန်တန်နဲ့ရွတ်ဆိုရမယ်ပေါ့เนาะအားလုံးပေါင်းလိုက်ရင်တော့စာဆုံးဆို9ပါးရှိတာပေါ့ဒါကရွတ်ဆိုသူတဲ့ပိုင်းနောက်နာကြားသူပိုင်းနာကြားသူပိုင်းက तू ကရွတ်ဆိုတာမဟုတ်ဘူးနာကြားမယ်ပုဂ္ဂိုလ်သူကလည်းနံပါတ်1ပါရှိရမယ်ဆိုယုံကြည်မှုအပြည့်အဝရှိရမယ်ယုံကြည်ကြည်နဲ့နာကြားရမယ်နောက်တစ်ခုကအာယုံတစ်ပါးစိတ်မသွားပဲထောင်သားဆိုင်နေရမယ်เนาะကျွန်တော်တို့အခမ်းအနားတွေမှာဆိုအခမ်းအနားမှုကအများအားပြောတယ်သံဃာတော်မြတ်ပရိသေတရားတော်ရွတ်ဆိုပြီးဖြစ်ပါစေဖြင့်ဓမ္မမိတ်ဆွေတို့ကောင်းပေါင်းတို့အာယုံတစ်ပါးစိတ်မသွားပဲထောင်သားဆိုင်တော်မူနိုင်ကြပါစေတည်းပေါ့เนาะအဲ့ဒါစူးစက်စိတ်နဲ့နားထောင်ရမှာပေါ့เนาะအဲ့တော့သူ့ရဲ့အခြေခံအချက်လေးတွေနဲ့เนาะအပြည့်အဝပေါ့เนาะစီကံကြကြစနစ်တကျလုပ်ရင်ပရိတ်နဲ့လူပေါင်းလိုက်တဲ့အခါမှာအစွမ်းတတ္တိတွေဖြစ်ပေါ်လာတယ်အဲ့ဒီအစွမ်းတတ္တိရကိုမမြင်ရတဲ့အနှောက်အယှက်အယံတာအတားအဆီးတွေကိုအကုန်ကာကွယ်ပေးပါတယ်ဒါကကျွန်တော်ပရိတ်တရားတော်မပြောခင်မှာဏိဒံပိုင်းအနေနဲ့သိသိကြတာလေးတွေကိုပြောတာပါအချိန်ကိုလည်းလေးစားသောအပြင်ပေါ့နော်အဲ့တော့ဒီဏိဒံပိုင်းမှာသိကျင်စရာမေးကျင်စရာရှိလဲမေးလို့ရတယ်ပေါ့ဟုတ်ကဲ့ပါဆရာပြပြပေးသွားခဲ့လို့ပေါ့နော်ဒီပရိတ်တရားတော်ကြီးနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ပညာတွေလည်းအများကြီးတိုးပွားရပေါ့နော်ဒါပေမဲ့နောက်တစ်ခုသိချင်တာကဒီပရိတ်ကိုစနစ်တကျမရွတ်ဘူးဆိုရင်ငရဲကြီးပြီးတော့အပြည့်ရှိပလားခဲလို့စနစ်တကျရွတ်မယ်ဆိုလို့ရှိရင်ရောအကျိုးကျေးဇူးကရနိုင်တာလားမရနိုင်တာလားလို့သိချင်ပါတယ်ဆရာပရိတ်တရားတော်ကိုစနစ်တကျရွတ်တယ်ယုံကြည်မှုနဲ့စနစ်တကျမရွတ်လို့ဆိုရင်တော့ငရဲကြီးသလားအပြည့်ဖြစ်သလားဆိုတော့ငရဲမကြီးပါဘူးအဲ့လိုတော့မကြီးဘူးเนาะကိုကပြုလုပ်တဲ့နေရာမှာထံကတိုင်းမကြဘူးပေါ့ဗျာเนาะအဖွင့်အပိတ်အဆက်အခတ်ပေါ့เนาะထံကတိုင်းပါဠိတော်မကြဘူးဆိုရင်နိစ္စနစ်မမှန်ဘူးနိစ္စနစ်မမှန်တော့အကျိုးမရဘူးဒါကတော့သူ့အကျိုးတရားပေါ့ငရဲတော့မကြည့်ဘူးเนาะဒါပထမဆင့်ကိုပြောတာပေါ့เนาะသူ့အကျိုးဆက်တော့တစ်ခုရှိတယ်ဥပမာအဖြစ်အကျိုးမရဘူးလို့ဘာကြောင့်ပြောလဲဆိုတော့လွတ်စပယ်ပြောတာမဟုတ်ဘူးလေကျွန်တော်တို့လောကလုပ်ငန်းတွေရှိပါလားဒါဟိုဓမ္မလုပ်ငန်းကိုခဏထားဥပမာပကြီးဆွဲမယ်ဗျာပပုထုမယ်ဗျာဆောက်လုပ်ရေးလုပ်မယ်စက်ပစ္စည်းလုပ်မယ်အစုံပေါ့เนาะသိပ္ပံကိစ္စတွေလုပ်အကုန်လုံးကစနစ်တကျကြီးပဲကျွန်တော်တို့ကပကြီးဆွဲတယ်ဗျာပကြီးကလည်းသင်တန်းတစ်ခုတရားနာပေးရတာစနစ်တကျပဲစနစ်တကျမဟုတ်ဘဲနဲ့ဝါသနာရှင်တွေနဲ့ဆွဲကြင်ရဆွဲရင်အကျိုးကရတဲ့လောက်မရဘူးဆိုတာကျွန်တော်တို့ဥပမာနဂါးပုံဆွဲတယ်ဒါပေမဲ့စနစ်တကျရှိမယ်နဂါးဆိုတာဘယ်လိုပေါ့နော်ဥပမာငကယုံဖျားလုတ်တာစဘယ်လိုပဲအဲ့တော့နဂါးပုံဆွဲတာကိုစနစ်တကျမဆွဲရင်ကိုဆွဲတဲ့ပုံကပဇွန်တုံးနဲ့သွားတူတယ်ဆိုရင်ဟုတ်လားသူများကြောက်ဖို့တယ်ဟုတ်လားစားကျင်စရာသေချစရာဖြစ်မှာဒါနီးစနစ်မကြတာပြောတာဘဖူးလည်းထုံနေတူစားပဲဆောက်လုပ်ရေးလုပ်တယ်ဗျာဘိတုကာအတက်သူကသူစနစ်တကျရှိတယ်အင်ဂျင်နီယာတွေရဲ့ဘာသာရပ်ပဲကိုကအဲ့ဒါကိုပေတန်ရှိရက်နဲ့မျက်မှန်းနဲ့သွားလို့ရင်ရှေ့တက်ကြည့်ရင်တော့ဟုတ်နေတာပေါ့ဒါပေမဲ့ဘေးကကြည့်ရင်တရွယ်ကြီးဖြစ်သွားနိုင်တယ်ဒီတည်းမကစက်မှုလုပ်ငန်းတွေပို့ဆိုတာပေါ့နော်စက်ပစ္စည်းတက်စင်မှုလုပ်ငန်းတွေအကုန်လုံးထိခိုက်ပျက်စီးသွားနိုင်တယ်ဒီတည်းမကဓာတုဗေဒကီမီကယ်ဘာညာလုံးအဆက်အဟတ်မတက်ရင်ပောက်ကွဲပျက်စီးသွားမယ်တက်ကွဲကန်တကူလို့ဒီမှာလည်းပဲပရိကျော်ကအရေးကြီးတယ်စီးစနစ်မကြဘူးကိုကတရားတော်ရှိတယ်ရွတ်ဆိုတယ်အကျိုးမရဘူးအကျိုးမရတော့ဘာဖြစ်လဲနောက်တစ်ဆင့်တက်မယ်နော်အကျိုးမရတော့ပရိကိုမယုံအဲ့တော့လူနဲ့မူရှိတယ်မူကကျွန်တော်ပြောပြီးပြီတိုးစရာထိစရာတော့မရှိဘူးမှန်ပြီသား
လူကအစင်မပြေတဲ့ခါမှာပေးအကျိုးမရတဲ့ခါမှာဒီပေးအကျိုးလည်းအလကားပါကွာပေးတရားအလကားပါဂျင်းနေပါဘာညာနဲ့ဖြစ်လာရင်အာကုသိုလ်ဒုစရိုက်ပြင်အဲ့ဒီကြရင်တော့ကြားတယ်နော်တဲ့နှစ်ဆင့်တော့ခွဲနာလဲပေါ့နော်အဲ့ဒါကစနစ်တကျမရွတ်နိုင်တော့လဲပဲတရားတရားနဲ့ရွတ်တော့အပေတော့မကြဘူးအဲ့ဒီဘက်မှာယုံကြည်မှုကင်းပြီးတော့ဝစီဒုစရိုက်ကြီးကာဒုစရိုက်ကြီးထပ်လုပ်ရင်တော့ကြာသွားတယ်နော်ဒါတစ်ချက်နောက်တစ်ခါစနစ်တကျရွတ်တဲ့လူတိုင်းကအကျိုးရလားဆိုရင်စနစ်တကျရွတ်တဲ့လူတိုင်းတော့အကျိုးရတယ်ဘာကြောင့်အကြောင်းကောင်းရင်အကျိုးကောင်းတယ်သို့သောချွင်းချက်ကျွန်တော်စောစောကပြောတဲ့ထဲမှာတော့ပါမသွားဘူးပေါ့ဗျာပေကြီးနဲ့မတည့်တဲ့လူ9ယောက်ရှိတယ်နော်အဲ့ဒါလေးကမှတ်သားစရာအဲ့ဒါဘာလဲဆိုတော့ပင်စနန္ဒီယကံကျူးလွန်ထားတဲ့9ဦးပဲအမေကိုတတ်ထားတယ်အဖေကိုတတ်ထားတယ်ယဟန္တာကိုတတ်တယ်ဘုရားကိုသိစိမ့်တရားအောင်လုပ်တယ်တန်ခါကိုသင်ခွဲတယ်အဲ့ဒီပုဂ္ဂိုလ်တွေကအကုသိုလ်ဂရုကကံကြီးတွေပြုလုပ်ထားတယ်ပြုလုပ်ထားတဲ့အတွက်ဒီပရိတ်ကိုစနစ်တကျရွတ်မဲ့နာမယ်ဆိုရင်တော့သူတို့မှအကျိုးမရတော့သူတို့အကာအကွယ်မပေးနိုင်တော့ဘူးပေတရားတော်ရဲ့အကာအကွယ်စောင့်ရှောက်ဘုရားရဲ့နှုတ်ကပတ်တော်တွေကဒီလိုပုဂ္ဂိုလ်တွေကိုကာကွယ်ပေးဖို့မဟုတ်ဘူးเนาะဂရုကကံဖြစ်တယ်ဆိုလိုတာကဒီကပေးရွတ်လို့ကုသိုလ်ရလာတာနဲ့စန့်ကျင်မဲ့အကုသိုလ်ဂရုကကံကြီးကကြီးမားတော့အကျိုးမပေးနိုင်ဘူးနောက်တစ်ခုကတော့စာမကြံအောင်တစ်ခုပြောလိုက်မယ်မိစ္ဆာဒိဋ္ဌိယူထားတဲ့ပုဂ္ဂိုလ်တွေပေးရဲ့အကျိုးမရမိစ္ဆာဒိဋ္ဌိဆိုဘာသာကြားအယူပေါ့เนาะကျွန်တော်တို့နဲ့မပတ်သက်တဲ့ဟာဘာကြောင့်မရလဲဆိုရင်တော့သူတို့ကတော့ရှင်းတယ်မှားသောအယူယူထားတဲ့အတွက်ပရိတ်ကိုလည်းမယုံဘူးပေးထဲမှာခုနပြောပြီးဟောသူရောနာသူရောယုံကြည်မှုအပြည့်အဝရှိရမယ်သူတို့ကယုံကြည်မှုမရှိဘူးမရှိတဲ့ပြင်ပရိတ်တရားကိုတွေမယုံတာမဟုတ်ဘူးအဲ့ဒီတရားကိုဟောတဲ့ဂေါတမမြတ်စွာဘုရားကိုပါသူတို့ကအယုံကြည်မရှိဘူးဂေါတမမြတ်စွာဘုရားဒီလောကလူသားကောင်းကျိုးအတွက်ဘာတစ်ခုမှမလုပ်ပေးနိုင်ဘူးဒီကနေစလာတာပေါ့နော်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကတရားနဲ့ဝေးတဲ့အမြင့်ဆွေးနေတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့လိုလူတွေဆိုရင်တော့စနစ်တကျနားထောင်လည်းပဲအကျိုးကျေးဇူးမရပါဘူးလို့နော်ပြန်လည်းဖြေကြပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုရှင်းရှင်းလင်းပြပြပေးသွားခဲ့တဲ့အတွက်The Muse Skynet ကနေလည်းဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတူတင်ပါတယ်မိဘပြည်သူများရှင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာဦးစန်းလေးစင်မြောင်းကနေတဆင့်တင်ဆက်ပေးနေတယ်အသည့်အလိမ္မာဉာဏ်ပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရှင်